အသက်ကိုဖမ်းနဲ့ထုတ်ထားရမယ့်ကမ္ဘာအနေအများဆုံးရထားလမ်း၅ခုတင်ကားရထားနဲ့ခီးသွားတာကိုနှစ်သက်သဘောကျတဲ့သူဖြစ်ပါလားရထားနဲ့ခီးသွားရတာကိုတော့အတော်များများကကြိုက်ကြပါလိမ့်ဘဝညင်တဘာဝရှုခင်းတွေကိုကြည့်ရှုခန်းစားရင်းနဲ့လေဝင်လေထွက်ကောင်းတာကြောင့်ကာမှုကြသူတွေအတွက်ကတော့ရထားနဲ့ခီးသွားရတာကအကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်နေတာဖြစ်ပါလိမ့်ရထားနဲ့ခီးသွားရတာကိုကြိုက်တယ်ဆိုတဲ့သူတွေအားလုံးကဒီနေ့ပြောပြသွားမယ့်ရထားလမ်းတွေပေါ်မှာမစည်းဘူးကြသေးလို့နေမှာပါဒီရထားလမ်းတွေပေါ်မှာတုံတက်တိမျိုးနဲ့လိုက်ပါစီးနှင်းလို့မရဘဲတင်စီမှာလားနှလုံးရောဂါရှိနေဆိုရင်တော့တင်စီရမယ့်ခီးဆုံးပူတာကိုမရောက်သေးခင်မှာလမ်းခုလက်မှာပဲအသက်ထွက်သွားနိုင်ပါလိမ့်ဘယ်လိုမျိုးရထားလမ်းမျိုးတွေလဲဆိုတာသိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိအတူတူလိုက်ပါကြည့်ရှုပေးကြပါဦးများအားလုံးပဲမင်္ဂလာပါများ Knowledge TV Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ရဲ့ Channel ကနေကမ္ဘာလွှားကဒူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့နှစ်သက်သဘောကျရဆိုရင်တော့ကျွန်တော်ရဲ့ Channel လေးကိုစောင့်ကြည့်မှုတွေပြုလုပ်ပေးထားကြဖို့အတွက်မမေ့ကြပါနဲ့ဦးကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုပြန်ပြီးတော့ဆက်လိုက်ကြရအောင်ပါနံပါတ်1 Market Railway Track ထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံဟနွိုင်းမြို့ကရထားလမ်းလိုမျိုးဖြစ်ပါတယ်ထိုင်းနိုင်ငံကဒီရထားလမ်းကတော့လူစီကားရဈေးကြီးတစ်ခုကိုဖျက်ဆီးဖောက်လုပ်ထားတာဖြစ်ပါတယ်ဈေးတောင်မှာတာမန်ဈေးမဟုတ်ပါဘူးမြို့ရဲ့အစီကားဆုံးဟင်းရွက်ဈေးကြီးဖြစ်ပါတယ်ရထားလမ်းနဲ့တပေလောက်တောင်မကွာဘဲနဲ့ဈေးတိုင်းနေခင်းကျင်းထားကြသလိုတချို့ဆိုရင်ရထားလမ်းပေါ်မှာတောင်းဈေးပန်းတွေခင်းထားကြပါတယ်ရထားလာပြီဆိုတော့မှရထားနဲ့မလွတ်နိုင်လောက်တဲ့တစ်ဖက်ရဲ့အမိုးတွေခုံနေဈေးပန်းတွေကိုအသေးအတန်ပြေးရွှေ့ကြတာဖြစ်ပါတယ်အဲဒါကြောင့်ရထားကလည်းဖြည်းဖြည်းချင်းလိတ်လိုပဲမောင်းရတာဖြစ်ပြီးရထားကျော်သွားတာနဲ့စိုက်နေအားလုံးအရင်တိုင်းပြန်ဖြစ်သွားကြပါတယ်အနေအများလုံးနဲ့ဆိုပေမဲ့ဒါကအခုဆိုရင်ကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါပြီနံပါတ်2 The Train to the Clouds Argentina 1948ခုနှစ်ကလေးကဒီထားလမ်းကိုတိစောက်ခဲ့တာဖြစ်ပါတယ်။ရထားလမ်းပိုင်းတစ်ခုလုံးပြီးစီးဖို့အတွက်29နှစ်လောက်ထိတောင်မှအခြေယူခဲ့ရပါတယ်။အခုမြင်တွေ့နေရတဲ့နေရာဆိုရင်ပင်လယ်မျက်နှာပြင်အထက်4225မီတာအမြင့်မှာတည်ရှိနေတဲ့နေရာဖြစ်ပါတယ်။လမ်းပိုင်းတစ်လျှောက်မှာလိုင်ကောင်း22ခုတရား29ခုကိုဖြတ်တန်းသွားရမှာဖြစ်ပြီးချီလီနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ထားလမ်းလေးဖြစ်ပါတယ်။တောင်တန်းဒီပေါ်မှာပဲအများဆုံးဖောက်လုပ်ထားတဲ့ဒီထားလမ်းမှာရှိတဲ့တရားတွေကလည်းတောင်တန်းတစ်ခုရဲ့အမြင့်ထက်မနှိမ့်တဲ့အနေအထားမှာရှိနေပါတယ်။နံပါတ်3 Oshima Road Japanဒီထားလမ်းကလည်းနိုင်ငံတွင်းမှာသာမကကမ္ဘာပေါ်မှာပါအနည်းအများဆုံးရထားလမ်းတွေကတခုအဖြစ်နဲ့သတ်မှတ်ခြင်းကိုခံထားရပါတယ်။ရထားဖြတ်တန်းမောင်းနှင်သွားမယ့်တရားတွေဟာဘေးဘက်မှာတန်ပေါင်းရန်တားတွေလုံးဝမရှိပါဘူး။တစ်ပတ်စလုံးမှာမရှိတာဖြစ်ပါတယ်။နေလေးတောင်မရှိပါဘူး။အန်ဒီယာကလောက်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ဂျပန်နိုင်ငံရဲ့မီးတောင်ရှင်တစ်လုံးဖြစ်တဲ့အာဆိုမီးတောင်ရဲ့အနီးကနေဖြတ်တန်းသွားပါသည်။မီးတောင်ပေါက်ကွဲတာကိုအတန်ရောမြင်ကွင်းမှာနီနီကက်ကက်ကြားသိတွေ့မြင်ရမှာဖြစ်ပါတယ်။တရားနေရာတော်များများကလည်းတူတက်တဲ့တစ်တော်ကြီးတွေကိုဖြတ်တန်းဝင်ရောက်သွားကြရမှာဖြစ်ပါတယ်။နံပါတ်4 Rameswaram Railway Track India Rameswaram ရထားလမ်းကတော့အိန္ဒိယနိုင်ငံရဲ့အန်ဒီယာရှိဆုံးရထားလမ်းတွေကတစ်ခုဖြစ်ပါတယ်။ခီးဆုံးပူတာဖြစ်တဲ့ပန်ဝါကျွန်းကိုရောက်ခါနီပင်လယ်ဝါကိုဖြတ်တန်းရတဲ့အချိန်ကတော့စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ပါတယ်။ကျွန်းထိဆိုရင်တရားရဲ့အရှည်က2ကီလိုမီတာရှိပါတယ်။1917မှာစတင်ဆောက်လုပ်ခဲ့ပြီးတော့1914ခုနှစ်မှာပြီးစီးခဲ့ပါတယ်။အဝေးကလမ်းကြီးလိုက်မယ်ဆိုရင်တော့ပင်လယ်ဒီလိုင်းလုံးကြီးတွေကရထားတန်လန်တရာကိုတဝုံဝုံတိုင်းတိုင်းနဲ့တစ်လုံးပြီးတစ်လုံးရိုက်နှက်နေကြတာကိုတွေ့မြင်နေရမှာဖြစ်လို့အိန္ဒိယထိမရောက်သေးခင်မှာချက်ချင်းပဲခုံချပစ်ချင်စိတ်တွေပေါက်သွားနိုင်ပါတယ်။ရထားခုံမောင်သွားလာနေစဉ်တွေမှာစိုးဝါးတဲ့တဘာဝဘေးအန္တရာယ်တွေကိုလည်းအချိန်မီရင်ဆိုင်ကြုံတွေ့ရနိုင်သေးတာဖြစ်ပါတယ်။အသက်ကိုဖမ်းနေထုတ်ပြီးတော့လိုက်ပါစီးနှင်းကြမယ်ရထားလမ်းလေးဖြစ်ကြောင်းပါ။နံပါတ်5တေမင်းတမန်ရထားလမ်းထိုင်းနဲ့မြန်မာကိုဆက်သွယ်ပေးဖို့အတွက်ဖောက်လုပ်ထားခဲ့တဲ့နာမည်ကျော်ရထားလမ်းတစ်ခုဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်ရဲ့အာရမအလုပ်ခိုင်းစီမှုနဲ့ချွေးတက်သားတွေအများပြအသုံးပြုပြီးဖောက်လုပ်ထားခဲ့တာဖြစ်ပါတယ်။ရထားလမ်းဖောက်လုပ်စဉ်အတွင်းမှာတော့အလုပ်သမားဥယေ9000လောက်ထိတည်ဆုံခဲ့ရပြီးခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်နေရာတွေအစာရည်စာလုံလောက်မရရှိမှုငှက်ဖျားလိုမျိုးတော်ရင်ယောဂဇိုးတွေကြောင့်အခုလိုမျိုးအများပြတည်ဆုံခဲ့ရတာဖြစ်ပါတယ်။ထိုင်းဘက်ချမ်းမှာတော့ခီးသွားတွေအတွက်စစ်ပွဲရဲ့အမှတ်တရအနေနဲ့ခီးစဉ်တချို့ပြေးဆွဲပေးနေပြီးမြဲရထားလမ်းပေါ်ကတရားတွေရဲ့ကြန့်ခိုင်မှုမတ်ဆောက်တဲ့မြင်းမြင့်တဲ့သူမြင်ကြောက်ကဘာစရာတွေကိုဖျက်တန်းသွားလာရတာကြောင့်ရထားလိုက်စီးရင်လည်းဖျားတားစီနိုင်မဲ့ရထားလမ်းလေးဖြစ်ပါတယ်။ဗီဒီယိုကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။